ဟုတ်ကဲ့မင်္ဂလာပါဗျအဲ့တော့ကျွန်တော် exercise လေးတစ်ခုတော့လုပ်ကြည့်အောင်ပါ exercise for you ပေါ့နော် exercise for you ဆိုပြီးတော့ဒါဆရာတို့ဆရာမတို့တို့ exercise လေးလုပ်ပါမယ်စပြီးတော့ကျွန်တော်တို့ကအနည်းငယ်လေးလူခွဲပါမယ်ဒီတစ်ခေါက် project ကကျွန်တော်တို့ကနော်ဒီနေ့အင်္ဂါနေ့ပါအင်္ဂါကြာသပတေးအင်္ဂါကြာသပတေးမဟုတ်ဘူးနော်အင်္ဂါဘုလို့ကြာသပတေး project ဒါပေမဲ့ကြာသပတေးနေ့ပေါ့နော်ကျွန်တော်ကိုဒီ project ကိုကျွန်တော်တို့ကကြာသပတေးနေ့မတိုင်ခင်ထပ်ပေးရအောင်ကြာသပတေးနေ့မတိုင်ခင်မလုပ်ကျွန်တော်နည်းနည်းစမ်းသစ်လိုက် okay ရှားလေးပြန်ပြောမယ်နော်ကျွန်တော် exercise လေးရှိပါတယ် exercise လေးရှိပါတယ်ဆိုတော့အခုဒီထဲမှာကျွန်တော်28ယောက်ဆိုတော့နော်ကျွန်တော်တို့9ယောက်ဘယ်ဆိုစဉ်းစားဆိုကျွန်တော်ထုတ်လိုက်တော့26ယောက်ရှိတယ်နော်ထပ်တော့ထွက်မပြေးနေတော့နော်အဲ့26ယောက်ရှိပါတယ်ကျွန်တော်ဒီစရင်းကိုကျွန်တော်မှတ်ထားလိုက်ပါမယ်အော်ပြီးရင်ကျွန်တော်ဘာခွဲပေးမလဲဆိုတော့ group ခွဲပေးပါမယ် group ခွဲမယ်အခုကိစ္စပဲ group project လုပ်ကြည့်အောင်နည်းနည်းလေးနောက်ဆုံးကျမှ final project ကျမှ group project ဆိုရင်အကုန်လုံးကွဲကုန်တယ်နော်အဲ့တော့ကျွန်တော်တို့ group project တွေတခုလုပ်ပါမယ် video record ထဲမှာရှိတဲ့လူတွေအတွက်လည်းကျွန်တော်ထပ်ပြီးခွဲပေးမယ်နော် video record ပဲကြည့်တဲ့လူတွေလည်းခွဲပေးမယ်အဲ့တော့ဘယ်လိုခွဲပေးမှာလဲဆိုတော့ဒီမှာကျွန်တော်တို့က26ယောက်ဆိုတော့နော်ကျွန်တော်တို့က9 9လေး25ဆိုတော့5 group ရမယ် group 5ခုရမယ်နော်ကျွန်တော်တို့ကတ group ကိုလူ9ယောက်5 group ရမယ်အဲ့တော့ဘာလို့မြစ်တာရက်ခံကျင်တာလဲဆိုတော့ group project စလုပ်တာဖြစ်တဲ့ကြောင့်မလို့အချင်းချင်းညှိကြတဲ့အခါမှာပြဿနာတွေတက်ကြမှာပါသူအားတယ်ငါမအားဘူးမင်းအားတယ်ငါအားတယ် okay ကျွန်တော်တို့9ယောက်တကူလောက်မှာဖြစ်တဲ့ကြောင့်9ယောက်မှာ2ယောက်အားလား3ယောက်အားလား3ယောက်အားစလိုက်တော့ကျန်တဲ့2ယောက်ကဘာလုပ်လဲခွင့်တိုင်ပဲကျွန်တော်တို့တော့ဒီတစ်ခေါက်ကိုချင်းချင်းပြန်ညှိရဲစွန်းပါနော်ဒါမှမဟုတ်လို့ရှင်လေကိုချင်းချင်းပြန်ညှိတဲ့ group မှာတတ်တတ်ထပ်ဖွဲ့အဲ့မှာကျွန်တော်တို့ဒီတစ်ခေါက်မအားဘူးနောက်တစ်ခေါက် project ကျရင်ကျွန်တော်ပို့လုပ်ပေးပါမယ်ဒါမှမဟုတ်ဆိုလို့ရှင်ကျွန်တော်မအားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဘာလုပ်ပေးပါမယ်ကျွန်တော်လမ်းသွားရင်းနဲ့စာရှာပေးပါမယ်ကျွန်တော်လမ်းသွားရင်းနဲ့ပုံလေးရှာပေးပါမယ်ဒါမှမဟုတ်လို့ရှင်လေကျွန်တော်ပြန်စစ်ပေးပါမယ်ခင်ဗျရေးပြီးသားကုတ်တွေကိုကျွန်တော်မှန်မှန်ပြန်ကြည့်ပေးပါမှန်ဆိုတာ error အစနောက်ဆုံးရေးထားတဲ့ပုံစံကအစကျွန်တော်ထားလုပ်ပေးမယ်ဒီလိုမျိုးအချင်းချင်းညှိပါအားလုံးအားနေမှာမဟုတ်တော့သိချတယ်ဒါတစ်ပိုင်းနောက်တစ်ခုကကျတော့ကျွန်တော်လူခွဲလိုက်တဲ့ထဲမှာမတက်ရည်တက်ရည်ကျွန်တော်မသိဘူးနောက်တစ်ခုကယောက်ျားလေးတွေမိန်းကလေးတွေရောတာတွေကျွန်တော်မမြင်ရဘူးဒါနာမည်တွေတက်ကြည့်ပြောတာနည်းနည်းတော့ခွဲလို့ရပါမယ်ကျွန်တော်မခွဲတော့ဘူးအားလုံးကကိုညီကိုမောင်နှမတွေလိုပဲသဘောထားမှထင်တယ်အစင်မပြေဘူးဆိုရင်တော့လာပြောလဲပါနောက်တစ်ခုတော့ကိုချင်းချင်းနဲ့ညှိပြီးတော့ကိုကသာ group ချင်းလို့ရတယ်ဥပမာတယောက် group 2လို့ရောက်နေတယောက် group 4လို့ရောက်နေနှစ်ယောက်သဘောတူပြီးတော့ကိုကသာတူနဲ့ဖုန်းနဲ့ပြန်ချိန်နေကြိုက်တယ်လို့ကျွန်တော်တို့ group project ပေးရချိန်မှာအဲ group project ကလူ9ယောက်ဒီ project တွေဘယ်သူ9ယောက်ဝင်လုပ်ထားရဲဆိုတော့နာမည်လေးနဲ့ကျွန်တော်ကိုထပ်ပေးပါ project ထပ်တဲ့အချိန်မှာ okay အဲ့တော့ကျွန်တော်တို့က group project တွေကဘာကြီးလုပ်အောင်မလဲကျွန်တော်ဒါကိုကြည့်အောင်နော်အဲ့တော့ group project ကကျွန်တော်တို့ကသင်္ချာပုံသင်နည်းများကို function ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ function ပြုလုပ်ရမှာဘယ်လိုလုပ်ရမှာလဲဒီလေးရောမပြောတော့ဘူး idea ရအောင်လို့ကျွန်တော်ဒီလေးပြောလိုက်ရင်ဆရာတို့ idea မရှိတော့ဘူးဆရာတို့ဆရာမတို့ idea မရှိတော့ဘူးအဲ့တော့ကျွန်တော်ဒီလေးရောမပြောဘူးအဲ့တော့မိုင်100ကီလိုမီတာကိုပြောင်းရမယ်နံပါတ်1မိုင်100ကီလိုမီတာကိုပြောင်းအောင်အဲ့တော့မိုင်100ကီလိုမီတာပြောင်းရမယ်ဆိုတော့ကျွန်တော်တို့ကသူကမိုင်ရိုက်ထည့်ပေးလိုက်မယ်ပြောင်းရမှာကီလိုမီတာတော့ဒီလိုပဲပြောလိုက်တယ်တကယ်လို့ကီလိုမီတာကနေမိုင်ပြန်ပြောင်းပေးရင်ရောပြောချင်တာကမိုင်ကနေကီလိုမီတာဖြစ်ရမှာတော့ဟုတ်ပါပြီဒါပေမဲ့ကီလိုမီတာကနေမိုင်ပြန်ပြောင်းရင်ရတာမကောင်းဘူးလားပေါ့နော်အဲ့တော့ပထမတစ်ဆင့်အနေနဲ့ကတော့မိုင်ကနေကီလိုမီတာဖြစ်အောင်ပြောင်းပေးပါဒုတိယတစ်ဆင့်ကတော့ကီလိုမီတာကနေမိုင်ကိုလည်းပြန်ရအောင်ပြန်ပြောင်းဖို့လိုအပ်ပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့က finish ဒါ project 1အတွက် finish ဖြစ်မယ်အဲ့ဒီတော့လိုအပ်တဲ့ကိုယ့်ရဲ့ design တွေကိုယ့်ရဲ့ frame တွေဒါတွေအားလုံးကိုကျွန်တော်တို့ကလိုအပ်တာပြင်ဆင်ပါအဲ့ဒါမိုင်ထဲမှာဘာတွေထည့်ရမလဲဘာတွေမထည့်သင့်ဘူးလဲဘယ်လိုရေးရလဲဒသမပါသင့်လားမိုင်ကမပါဘူးလားပါမလားကီလိုမီတာရောပါမလားမပါဘူးလား standard မှာဒသမကဘယ်နှစ်နေရာထိထားတာလဲမထားဘူးလားထားမှာလား၄လုံးလား2လုံးလား3လုံးလားဒါကိုလည်းအကျိုးကြောင့်စီလေးကကျွန်တော်ပြောပါကျွန်တော်တို့ဘယ် website မှာကိုးကားလာတာအသုံးများတာကတော့မိုင်ကတော့ဒသမဘယ်နှစ်နေရာထိသုံးတယ်မိုင်ကို follow နဲ့ပြောင်းပြအောင်ပါလားမပြဘူးလားကီလိုမီတာဆိုရင်ကီလိုမီတာပြမှာလားကီလိုမီတာမပြည့်ရင်ဘာနဲ့ပြမှာလဲမီတာနဲ့ပြန်ပြောင်းပြမှာလားအဲ့လောက်ဒီတေးတွေနော်ရိုးလေးကလေးတွေရေးတယ်လို့မိုင်2ကီလိုမီတာဖြစ်ရော့ in ဆိုပြီးတော့မလောက်လာပါနဲ့တေချာလောက်ပါအဲ့တော့ကျွန်တော်တို့ကမိုင်ကနေကီလိုမီတာနော်ပြောင်းသွားတဲ့ project လေးရေးရပါမယ်လိုအပ်တာမှန်သမျှအကုန်သုံးပါနော်လိုအပ်တာမှန်သမျှဆိုတော့ကျွန်တော်တို့ design တွေဆွဲရအောင်မလားပေါင်တွေဆွဲရအောင်မလားမမေးနဲ့ကြိုက်တာလို့ရတယ်နော်အဲ့ဒါကတော့ကျွန်တော်ချင်းချင်းကြားမှာခွင့်တိုင်လိုက်ပါနော်အခုပြောလည်းရပါတယ်ကျွန်တော်ပယ်လိုက်မယ်နော်ရတယ်အဲ့တော့တချို့ကလည်းကို group project နဲ့ပတ်သက်မလုပ်နိုင်တဲ့လူတွေတော့ကိုယ့်ဘာသာခွင့်တိုင်ပြီးတော့ပယ်လို့ရပါတယ်ဟုတ်ကဲ့တော့ minus ကီလိုမီတာနောက်တစ်ခုကကျွန်တော်တို့ Fahrenheit ကနေပြီးတော့ centigrade ပြောင်းအောင်မယ်အရာရှိတယ်နောက် centigrade ကနေ Fahrenheit ပေါ့ဒီနှစ်ခုကတော့တစ်ခုတည်းပါနော်ကျွန်တော်တစ်ခုတည်းပဲကျွန်တော်ပြန်ထည့်လိုက်မယ်နော်ဒီဟာကိုတော့နှစ်ခုလုံးမလားနဲ့ဒါလည်းနှစ်ခုတည်းကတစ်ခု project တစ်ခုပေါ့နော်နောက်က feet ကနေ inches နော်ဒါကကျွန်တော်တို့က project တစ်ခု circle ကနေ area triangle နဲ့ area ကျွန်တော်တို့ဒါကလည်းတစ်ခု project တစ်ခု square etc နော်အဲ့တော့ကျွန်တော်ဒီမှာ project တွေခွဲလိုက်တဲ့အခါမှာ project number 1ကနော်မိုင်ကနေကီလိုမီတာကနေမိုင်ကို project number 1ကရပါတယ်
Fahrenheit to centigrade to Fahrenheit ကို project team 2အဖွဲ့ကလုပ်အောင်မှာဖြစ်ပါတယ်အဲ့တော့ team တွေကများနေရဆိုလို့ရှိရင်1 2 3ပြန်စနော်1 2 3 4 5ပြီးရင်1 2 3ပြန်တော့ပြီးရင်ကျွန်တော်တို့က phase to incheck က project 3အဖွဲ့လုပ်ပါဖြစ်ပါတယ် circle area triangle area ရှာတာက project number 4ကလုပ်မှာဖြစ်ပါတယ် square နဲ့ etc ဆိုတာပါလဲနော် team number 5ကတော့ခေါင်းစားရပေါ့နော်ခေါင်းစားတာဘာလဲဆိုတော့ square ဆိုတော့ကျွန်တော်တို့က၄တောင်ရှာတဲ့ပုံစံนี้ပေါ့နော် square ရဲ့နောက်ထပ်ကျွန်တော်တို့အဲ့ဒါကျွန်တော် trigonometry ခေါ်မှာနော်အချိုးတွေပေါ့နော်သင်္ချာအချိုးတွေပေါ့နော် square အပြင်ဘာရှိရမလဲဥပမာကျွန်တော်တခြားဘာ area တွေရှာလို့ရအောင်မလဲနော်ဒီမှာ triangle area မဟုတ်ဘဲနဲ့တခြားတစ်ခုခုထပ်ရှာပေးရမယ် square အပြင်တခြားသောအရာနော်ကျွန်တော်နော်ဘာကျွန်တော်ပဲပြောရမယ်ဆိုရင်တော့ okay square ရဲ့ area နော်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ကနော်စက်လုံးရဲ့ဒုတယ်တို့ပါတော့ဗောနော်နော် volume square ရဲ့ area ရဲ့ square ရဲ့ volume ရဲ့ကိုရှာပေးပါဒုတယ်ပဲပါနော်ဒီကတော့ပုံသင်နည်းပါOkay အဲ့တော့ project number 5ကနည်းနည်းလေးရှုပ်သွားရင်ခွန်းလို့ project number 5တင်းက square area ရဲ့ square ရဲ့ volume ကိုရှာပေးပါပုံသင်နည်းကျတော့ internet မှာကိုးကားလိုက်ပါဒါတော့အများကြီးပြောကြမရှိဘူးဒါပေမဲ့ဘယ်လောက် detail လောက်လာမလဲရေးရတဲ့အကြောင်းအရာဘာမှမရှိဘူးဒါပေမဲ့ဒီလောက်ဘယ်လောက် detail လောက်လာနိုင်မလဲပြီးရင်ကန့်သတ်ချက်ရှိတယ်ကျွန်တော်တို့က project တစ်ခုချင်းစီအတွက် design 3မျိုးဆွဲပေးရမယ်ဟာဆရာစပြီးတော့ပေါ့နော်စားပြီးတော့ design 3ခုဆွဲပေးရမယ်အဲ့ design 3ခုကဘာလဲဆိုတော့ number 1 design ကclassic design ကျွန်တော်တို့အလွယ်ပြောမယ်ဆိုလို့ရှိရင် old form ပေါ့နော်နည်းနည်းလေးဟိုးတော့ရှေးကြတဲ့ပုံစံလေးတွေခံစားရမယ့်ပုံစံတွေပေါ့နော်ကိုယ်အနေနဲ့အဲ့လိုခံစားရမယ့်ပုံစံမျိုးဆွဲပါ old form တနည်းအားဖြင့် classic form လို့ခေါ်တာပေါ့နော်တစ်ဖွဲ့ချင်းစီကရေးပေးရမယ့် form design 3ခုနော် classic form နောက်တစ်ခုကတော့ကျွန်တော်တို့က simple form ဆိုတော့ဘာလဲဆိုတော့ရိုးရှင်းရှင်းလေးပဲရတယ်ဆရာတို့စဉ်းစားရတယ်လို့စဉ်းစားပြီးတော့ပုံမှန်เนาะကျွန်တော်တို့ပုံမှန်မြင်နေကြ form ပေါ့ဗျာเนาะဒါကျွန်တော်တို့ဒီတိုင်းစဉ်းစားပြီးတော့ရွေးလိုက်အောင်ပါပဲနောက်တစ်ခုကတော့ modern or innovative form ပေါ့နော် modern form ကိုးကားမယ်ဆိုရှင်ပုံနေလိုက်ရှာမယ်ဆိုလို့ရှင်ရှာလို့ရ keyword တွေပေါ့နော် modern innovative INNOVATIV လားမသိတီးလား innovative ပေါ့နော် DIV ဖြစ်မယ် innovative or modern form ဆိုရိုက်ရှာပါအဲ့တော့ကိုလုပ်ရမယ့် project က design 3မျိုးရှိမယ်အဲ့တော့များလားဆိုတော့များတော့မများဘူးဒါပေမဲ့မနေလည်းမနေဘူးတခြားရေးမနေဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ design စဉ်းစားရတဲ့အချိန်မှာအရင်အာရုံနောက်ပါတယ်အရင်အာရုံစားကြမှာပါအဲ့တော့ဘယ်လိုရေးမလဲလူက9ယောက်ရှိတာပဲ9ယောက်ရှိရပြီလို့ကြောင့်မလို့ design အားတန်တဲ့လူကတစ်ခုချင်းစီကို3ယောက်ကတည်ပြီးရှိပါကျန်တဲ့2ယောက်ကတယောက်က bucket ထားပါတယောက်က bucket ထားတော့တယောက်ကနေမကောင်းတာတော့ခွင့်နေပါတော့သွားမှာတော့တကယ်တချို့နှစ်သိပ်ပြီးအဆင်မပြေတဲ့လူကိုကျွန်တော် bucket အနေနဲ့ထားပါအဲ့ bucket ကဘာလုပ်ပေးမလဲဆိုတော့သူတို့လိုအပ်တာတွေလိုက်လုပ်ပေးပါဟောငါတို့ဒီတစ်ခေါက်တော့ helper ပေါ့ဗျာအဲ့လိုပြောတာငါအကူပဲလားငါမရှိရဘူးလားအဲ့လိုမဟုတ်ဘူးနော်သူလည်းရေးပါတာပဲ project တိုင်းကိုလိုက်ကြည့်ပြီးလိုက်ကူပေးမယ်နောက်တစ်ယောက်ကကျတော့ကျွန်တော်တို့ကအဲ့၄ယောက်ကိုလိုက်ပြီးတော့ညှိပေးနေတဲ့အဖွဲ့ဒါမှမဟုတ်ရှင် leader ပေါ့ဗျာဘယ်မှာဆို leader ကလိုတာပဲဘယ်သူကလုပ်မှမလုပ်ဘူးတော့ကိုယ့်ဟာကိုညှိclassic form ရေးတယ်လူမင်းပြီးပြီလားမင်းမနိုင်ဘူးလားမနိုင်ငါဝင်ကူပေးမယ် simple form ရေးနေလို့မင်းစင်ပြေလားမပြေငါဝင်ကူပေးမယ် modern form မင်းပြီးလားမပြီးငါဝင်ကူပေးမယ်ဒီလားမျိုးထိမ့်ပါအဲ့ဒါ तू ကထိမ့်မဲ့လူဘဘက helper ကိုလည်းမင်းစင်ပြေလားမင်းကုတ်တွေရှာတာအလွယ်လားသူ့ကိုကျွန်တော်ပုံနေရှာခိုင်း helper ဆိုတဲ့လူပုံနေရှာခိုင်းပြီးရင် design တော့ကိုယ့်ဟာကိုရှာလဲရှာပါတော့နောက်ဆုံး decision တွေပါတယ်ထိတ်တိုက်တွေ့လာဥပမာ classic ကိုလိုချင်တဲ့ပုံက2မျိုးလောက်ဖြစ်နေဆိုဘယ်သူက decision ချမယ်ဒီနော် helper နဲ့ဒီလူနဲ့ပေါင်း2ယောက်အဲ့လူရဲ့ပေါင်းဒီဘက်ကနော်ကိုအဖွဲ့ကိုတင်ပြတဲ့လူက2ယောက်လောက်ရှိရင်ဒီဘက်မှာ3ယောက်တစ်ဖွဲ့ရှိတယ်ဒီ3ယောက်တစ်ဖွဲ့နဲ့အဲ့လူနဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင် decision ပြတ်သွားလိမ့်မယ်နော်3ယောက်တစ်ဖွဲ့ဆိုတော့ဒီနော်ကျွန်တော်တို့ဆုံးဖြတ်မဲ့လူက2ယောက် helper ရဲ့ leader ရဲ့2ယောက်လာတင်ပြတဲ့လူက1ယောက်ဆိုတော့3ယောက်ဆိုတော့ဒီဘက်က2ယောက်နဲ့ပေါင်းလို့ရှိရင်3ယောက်ဘက်ကတာတော့အဲ့တော့ကိုလို့ချင်တဲ့ design ကိုကိုကလုတ်ခွင့်ရအောင် design လူ9ယောက်စုပေးလိုက်တာအဲ့ဒါကိုအဲ့လိုပုံစံမလုပ်ရှင်ဘူးဗျာကျွန်တော်တို့ကြိုက်တဲ့ပုံစံနဲ့တွားချင်တာတွားပေါ့အဲ့ကိုကြိုက်တာကိုလုပ်ပေါ့ Okay အဲ့တော့ကျွန်တော်တို့နော်team project အတွက်ကျွန်တော်လူခွဲပေးပါမယ်လူလေးလိုက်ပြီးတော့တစ်ချက်မှတ်ပေးပါကျွန်တော်တို့က group 1 project အဖွဲ့ပေါ့နော် group 1အဖွဲ့ကကျွန်တော်တို့ကဒီ mile to kilometer to mile ကိုလောက်ရမှာပါဒါကကျွန်တော်တို့က group 1နော် mile ကနေ kilometer ကနေ mile ကိုပြန်ပြောင်းပေးရမှာဖြစ်တယ် group 2ကကျတော့ Fahrenheit to centigrade to Fahrenheit ဒါကကျွန်တော်တို့က group 2ပါကိုယ်ဖက်နဲ့ကိုမှတ်မယ်နော်နောက်တစ်ခုကကျွန်တော်တို့က feet ကနေ inches ကနေ feet ကိုပြောင်းတာက group 3ပါ circle area နဲ့ triangle area နဲ့က group 4ပါ square ရဲ့ area ရဲ့ square ရဲ့ volume ရဲ့
ဒါကိုကျွန်တော်တို့တွက်ပေးရမှာဆောင်ရွက်ပေးရမှာတော့ group 5ဖြစ်ပါတယ်ရမလားဟုတ်ကဲ့ပါအဲ့တော့နော်ကျွန်တော်တို့ဒါက group project စလုပ်မဲ့လူတွေအတွက်အကြံပြုတာပါအဲ့တော့ group project လုပ်မယ်ဆိုရင်တရားကိုကျွန်တော်တို့ကခေါင်းဆောင်ဖြစ်ပေးလိုက်သူ့ရဲ့အောက်မှာငါတို့က level 2ကျင့်ခေါင်းဆောင်တင်ရမှာလားဘာညာအဲ့လိုပြောမယဉ်ညီမတွေးနဲ့ခေါင်းဆောင်ဆိုတာပို့ပြီးအနစ်နာခံနေတဲ့လူပို့ပြီးတော့ဥဆောင်ဦးရလုပ်ပေးနိုင်မဲ့လူဒီ project မှာသူအများဆုံးလုပ်ရမဲ့လူပဲအဲ့ဒါခေါင်းဆောင်ပဲလုပ်ရှင်လုပ်ကိုလုပ်ရှင်ကိုယ့်အသာကိုလုပ်အများဆုံးလုပ်မယ်လို့ပြောတွေးနိုင်ရင်လုပ်မရရင်တော့ခေါင်းဆောင်နဲ့အရင်ရှင်းရမှာအဲ့တော့ပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ခေါင်းဆောင်ခွဲရင်ခွဲမခွဲချင်ဘူးဆိုထားလိုက်အဲ့တော့ပြီးတော့ဆိုလို့ရှိရင်တော့တေချာတဲ့ project က၃မျိုးလုပ်ပေးရမှာတစ်ခုတစ်ခုအဲ့ဒါက O ဆိုတဲ့ classic form ပြီးရင် normal form ပြီးရင်ကျွန်တော်တို့က modern form ဒီကတော့ပုံစံ၃မျိုးပေါ့ဗျာအဲ့လိုပြောလဲမှတ်လွဲပါတယ် design ၃မျိုးဆွဲပေးရမယ်အဲ့တော့ design ၃မျိုးဆိုတာလည်းကျွန်တော်နော်နည်းနည်းကိုယ်ကိုယ်ပြပြဖြစ်အောင်လို့ဆိုရင်နော်လောက်ရမယ့် project ကနည်းနည်းလေးကိုမှ project ကို၃မျိုးဆိုပြီးတော့တစ်ခုကနေတစ်ခုအဝါတစ်ခုအပြာတော့လုပ်မလားနဲ့အဲ့ဒါတော့လက်မခံဘူးနော်အဲ့တော့ project မှတ်ကပေးမယ်နော် project မှတ်ပေးမယ်နော်ကျွန်တော်10 တိပေးမယ် rating 10 တိပေးမယ်သူရဲ့တတ်မှတ်ထားတဲ့အချက်ညီရင်5 rating အမှတ်5ရမယ်ကျန်တဲ့5မှတ်ကတော့ကျွန်တော်ဘာတွေပေးမလဲဆိုတော့အဲ့ကျန်ဆက်ပြောမယ်โอเคအဲ့တော့ကျွန်တော်တို့ကတယောက်ချင်းစီက project တစ်ခုချင်းစီကိုတာဝန်ယူပြီးလို့ကျန်တဲ့လူတွေဝိုင်းလိုက်မလုပ်နဲ့လိုက်လုပ်လို့ရှိရင်ဘာပြဿနာတက်မယ်ဆိုတော့အဲ့တစ်ခုတည်းကိုပဲဥပမာ modern ကို3အောင်လို့ဝိုင်းဆွဲမယ်ဆိုလို့ရှိရင်3ယောက်3မျိုးအမြင်ရှိမယ်အဲ့3ယောက်3မျိုးအမြင်ကိုညှိတာမှာတယ်ဆရာတို့အရွာကြီးလဲကုန်လိမ့်မယ်ကျွန်တော်တို့ကညှိတတ်ပါတယ်ဘာညာပြောရင်ညှိကြည့်လိုက်ပြဿနာစတက်လိမ့်မယ်အဲ့တော့အစာပိုင်းမှာလွယ်သွားအောင်လို့ကျွန်တော်ဒါကူညီပေးတာနော်ကိုယ့်အတော့တယောက်ချင်း project ကိုယူအဲ့ဒါကိုမှကိုယ်အခက်အခဲဖြစ်လာပြီဆိုမှဆိုတော့ပြောတယ်ကျန်တဲ့လူတွေနဲ့ဝိုင်းပြီးတိုင်မင်တာတိုင်မင်နေဆိုတော့နော်ချိုး project တွေကဆိုပါစို့ကွာ3ယောက်ကလှုပ်နေတယ်ကိုဖောင်ကိုရေးနေတဲ့အချိန်မှာသူများဖောင်ကိုသားမကြည့်နိုင်ဘူးအဲ့တော့ဘယ်သူကကြည့်ပေးရမလဲဆိုတော့အဆင်ပြေလားမပြေလားကိုဒီဇိုင်းကတော့ကိုမျက်လုံးထဲမှာလှနေတာပဲဒါပေမဲ့သူများလက်ခံနိုင်လားမလက်ခံနိုင်လားဆိုတော့ပြောတယ်လွတ်နေတဲ့တယောက်လီဒါလို့ခေါ်ခြင်းကောမခေါ်ခြင်းနေအဲ့တယောက်ကိုကြည့်ခိုင်းဒီပုံစံအဆင်ပြေတော့လားမပြေတော့ဘူးလားအဲ့လိုလေးမေးပြီးတော့တွဲပြီးဆွဲဒါကတော့နော် project ကိုတည်ပြီးတော့သွားလို့ရအောင်တနည်းအားဖြင့် project ကို leave လုပ်လို့ရအောင်ပြောပြတာအဲ့တော့ project ကိုပြီးရင်ကျွန်တော်တို့က deadline လေးတွေခွဲ deadline လေးတွေခွဲဆိုတော့ငါတို့လူစုံပြီးတော့ဆွေးနွေးကြမှာတော့ဘယ်နေ့ဘယ်ရက်မှာဆွေးနွေးမယ်ဘယ်နေ့ဘယ်ရက်မှာစဆွဲမယ်ဘယ်နေ့ဘယ်ရက်မှာအပြီးအပ်မယ်အပြီးအပ်မယ်ဆိုတာကိုချင်းချင်းကြားမှာပြောတာဒီဖောင်ကိုတော့ငါတို့နော်ကြာပနေ့တော့ပြီးအောင်ချမယ်တောက်ကြနေ့ပြီးအောင်ချမယ်ဒါဆိုမှငါတို့စနေနေ့မှာပြန်စစ်ပြီးစုပြီးတော့စုံကြမယ်မတင်းဝင်နေမနေ့မှာထပ်လို့ရမှာလိုမျိုးလေးကအသေးအဖွဲလေးမှန်တယ်ဒီ project ဒီဘာမှမဟုတ်ဘူးမှန်တယ်ဒါပေမဲ့တယောက်ချင်းစီပူးပေါင်းပါဝင်နိုင်မှုနဲ့ team collaboration leader ဆိုတဲ့နော်ဥဆောင်မှုကဏ္ဍမှာလက်ခံနိုင်မှု followership ပေါ့ဗျာနော်ကျွန်တော်တို့က leadership skill ရှိတယ်ခေါင်းဆောင်နိုင်မှုစွမ်းရည်ရှိသလိုတစ်ဖက်က followership skill ဆိုတာလည်းရှိတယ်နော် fellow လို့လည်းခေါ်တာပေါ့နော်အဲ့တော့ followership or fellowship ဆိုတာဘာလဲဆိုတော့ခေါင်းဆောင်ဥဆောင်နေတဲ့တိုင်းနောက်ကနေပြီးတော့တေချာဖို့လိုက်လုပ်ပေးဖို့လိုတယ်နော်ကိုကကန့်လန့်တိုက်နေမယ်ဆိုရင် group ထဲမှာကိုကြံခဲ့မှာပဲနော်ဒီတစ်ခေါက်မကြံခဲ့နောက်တစ်ခေါက်ကြံကိုဘယ်သူမှခေါ်ချင်မှာမဟုတ်ဘူးအဲ့တော့အဲ့လိုနဲ့တဖြည်းဖြည်းချင်းဘေးပယ်သွားလိမ့်မယ်အဲ့တော့ဒါလည်းစွမ်းရည်တစ်ခုပဲအဲ့တော့လီကခေါင်းဆောင်နိုင်မှုမှာလူမြင်တာမဟုတ်ဘူးနောက်ကိုရကနေကောင်းကောင်းမွန်မွန်လိုက်ပါနိုင်တဲ့စွမ်းရည်ပဲဒါကိုလည်းကို train မှာလေ့ကျင့်မှာပြီးရင်ကိုရဲ့ project ချင်းချင်းလှုပ်ဆောင်ရတဲ့အခါမှာကိုကပို့လို့ရရင်လုပ်ရလိမ့်မယ်ကိုထဲမှာလာနေတဲ့လူတွေကမအားတာတွေအဆင်မပြေရင်ဖြစ်ရင်ကိုတယောက်တည်းပို့လို့ချင်လုပ်ရလိမ့်မယ်ဒါကိုလည်းတခြားလူတွေက favor ပေးရမယ်သူကတော့ပို့လို့နေရဒီတစ်ခေါက် project မှာဒါဆိုရင်သူ့ကိုဘယ်လို favor ပေးမလဲလားကျွန်တော်တို့အားရချိန်မှာတော့ဘယ်လိုကူညီပေးပါမလဲကျွန်တော်ဘာတွေလုပ်ပေးပါမလဲကျွန်တော်တို့လာတခြားနော်နောက်တစ်ခေါက် project မှာဆိုရင်ကျွန်တော်တို့ပို့လုပ်ပေးပါမယ်ဒီတစ်ခေါက် project မှာတော့ကျွန်တော်တို့အချိန်မှာအားရပြောတဲ့ကြောင့်မို့ကျွန်တော်တို့ meeting မတက်နိုင်တာဖြစ်တဲ့ကြောင့်မလို့တခြားຢာတွေကျွန်တော်တို့ပို့ပေးပါဥပမာခေါင်းစားရတဲ့ကျွန်တော်တို့အယောင်တွေရှာခိုင်းမှာ color combination တွေဒါအသေးစိတ်ပြောပြမယ်ဆိုလို့ရှိရင်ပုံတစ်ပုံဆွဲတော့မယ်ဆိုရင်တော့မှပဲအဲ့ပုံတစ်ပုံအယောင်ဘယ်လိုစက်မှာလဲအလွယ်ဆုံးထပ်ပြောရရင် font color တွေဘာတွေသုံးမှာလဲနောက်ခံ background ဘာအောင်သုံးမှာလဲ font color ဘာအောင်သုံးမှာလဲဒါလေးတွေမင်းတို့ရှာခဲ့กว่าအဲ့ဒါဒီဇိုင်းတစ်ခုမှာအခက်ဆုံးကိစ္စလို့ပြောလို့ရတယ်ဘာလို့ညီတို့ညီမတို့အဆင်ပါဒီစပြီးဆွဲပြီးဆိုကြတယ်နံပါတ်1စဉ်းစားပြီးစိန်ခေါ်မှုဖြစ်မှာတော့နောက်ခံ background ဘာထားမှာလဲအဲ့ပုံမှာ font color တွေဘာတွေသုံးမှာလဲပြီးရင်ကျွန်တော်တို့ကလိုရရင် responsive တွေပါထည့်မှာ responsive ကဘယ်သူကတက်တာလဲမတက်ဘူးလားတက်မှာလား AI ကိုပဲအားကိုးမှာလားအားကိုးရင်ရောအားကိုးလောက်တဲ့အထိအဆင်ပြေမှာလားကိုယ့်ရဲ့ project တွေကရောဘယ်လိုလုပ်မှာလဲ AI ကတော့ထွက်လာတဲ့ပုံတွေကပုံလုံးတုံးနေပဲအဲ့တော့အဲ့ဒါတွေကိုရောဘယ်လိုလုပ်ပြီးတော့ဖြည့်ရှင်းကြမှာလဲအဲ့တော့အဲ့လိုမျိုးလေးတွေပေါ့နော်ကိုကအချိန်မအားဘူးသူတို့ meeting တိုင်းနေမတက်နိုင်ဘူးဆိုရင်တော့ကိုကသာကိုတယောက်တည်း color combination တွေရှာပေးလို့ရတယ်နော်ကိုတငယ်ချင်းချင်းကြမှာကျွန်တော်ကတော့ဒီအရောင်တွဲဆက်လေးလှမှတ်ထင်တာလေးရှာပေးထားတယ်ပြီးရင်ပုံစံ design လေးတွေပေါ့နော်သူများတွေဆွဲထားတဲ့ပုံစံသူများတွေက Fahrenheit တွေ centigrade တွေ inches တွေ meter တွေဆွဲချင်မှဆွဲလိမ့်မယ်ဒါပေမဲ့သူတို့တခြား converter ဒါ converter တွေပါပဲနော်အဲ့တော့ converter တွေမှာဘလို့အရောင်လေးတွေတုံးထားတယ်ဘလို့အရောင်လေးတော့လူသုံးများတယ်ဘလို့အရောင်လေးတွေကတော့အဆင်ပြေမယ်ထင်တယ်ဆိုပြီးတော့ဒါမျိုးလေးတွေပြောပါဆွေးနွေးပါတိုင်ပင်ပါ
group project ပါ project တစ်ခေါက်လုပ်ခိုင်းတယ်ခေါင်းကိုက်ပါတယ်အမှန်တိုင်းပြောတာအဲ့ဒါကိုအခွင့်အရေးလို့သုံးချပြီးတော့လုပ်ပါဒါတော့ပါဘာမှပြောကြအောင်မလဲ